လောကကြီးအဆုံးသို့ရောက်ရှိခြင်းဆိုဘုရားမြတ်စွာရဲ့စာပေမှာအလုံးသိကြတဲ့အတိုင်းလောကဆိုတာ၃မျိုးရှိတယ်။ဩဃတလောကလို့ဆိုတဲ့တတ္တဝါတွေရဲ့မွေးဖွားတည်ရှိပြီးနေထိုင်ရာဖြစ်တဲ့စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့ရပ်ဝန်းဒေသကြီးကတစ်ခုရှိတယ်ပေါ့။နောက်တစ်ခုကတတ္တလောကတခါတရံကြတော့အဲ့ဒီဩဃတလောကထဲမှာမိတင်းပြီးတော့နေထိုင်ကြတဲ့တတ္တဝါတွေကိုရည်ညွှန်းပြီးတော့လောကလို့သုံးတာရှိတယ်။အဲ့ဒီလောကကိုတော့တတ္တလောကလို့ခေါ်တယ်။တခါတရံကြတော့ဩဃတလောကကြီးဆိုတာလေဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာပြီးဆိုင်ရာအကြောင်းတရားတွေပေါ်မှာမိတည်နေရတာဖြစ်လို့သင်္ခါရပဲတတ္တလောကလို့ခေါ်တဲ့တတ္တဝါတွေဟာလည်းပဲကံစိတ်ဥဒုအာရအစတဲ့ဆိုင်ရာအကြောင်းတရားတွေပေါ်မှာမိတည်ပြီးတော့ဖြစ်ပေါ်နေရတာဖြစ်လို့တတ္တလောကကြီးတစ်ခုလုံးကိုလည်းပဲသင်္ခါရလို့ပဲခေါ်တယ်အကြောင်းတရားတွေနဲ့မိတည်ပြီးတော့နေရတဲ့လောကအလုံးကိုခြုံငုံပြီးတော့သင်္ခါရလောကဩဃတလောကတတ္တလောကသင်္ခါရလောကလို့အဲ့လို၃မျိုးရှိတယ်လောကဆိုတဲ့စကားလုံးကိုဩဃတလောကကိုရည်ညွှန်းတဲ့အခါကျတော့ the world လို့ဘာသာပြန်ကြတယ်ကဘာဆိုပြီးတော့ခေါ်ဩဃတလောကဆိုတာအမတမကျယ်ဝန်းတယ်စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့လောကကြီးစัจ java လာတွေကိုလည်းဗုဒ္ဓဘာသာဗုဒ္ဓကျမ်းစာတွေအလိုမှာအနန္တဆိုတာစัจ java လာတွေရဲ့အကျယ်ဝန်းပမာဏလည်းအဆုံးပိုင်းခြားမရှိဘူးအမတမကျယ်ပြန့်တဲ့ရဝန်းကြီးတစ်ခုပဲမြတ်စွာဘုရားကသုလနိကလောကဓာတုသုံးဆိုတာလောကဓာတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့စัจ java လာတွေရဲ့အကြောင်းကိုဟောထားတာစัจ java လာအကြောင်းကိုလေ့လာတာ cosmology လို့ခေါ်တဲ့တော့လောကကြီးအကြောင်းကိုဘုရားဟာလေ့လာတဲ့အနေနဲ့ဟောပြောတာမဟုတ်ဘူးအကြောင်းတစ်ခုတိုက်ဆိုင်သည့်အတွက်ကြောင့်လောကကြီးအကြောင်းကိုဟောထားတာရှိတယ်မြတ်စွာဘုရားဟောတဲ့အချိန်တုန်းကလောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ဟောတာစက္ကဝါလစัจ java လာဆိုတဲ့အသုံးကအတော်လေးနောက်ကျမှပါဠိစာပေထဲမှာဝင်လာတယ်လို့မှတ်ရမယ်အလုံးစัจ java လာဆိုတဲ့စကားလုံးကိုကြားဘူးနေတယ်ပရိတ်ကြီးရွတ်တိုင်းသမန္တာစက္ကဝါလေတုဆိုတဲ့စကားလုံးရှိတာစက္ကဝါလဆိုတဲ့စကားလုံးကိုစัจ java လာလို့ဗမာတွေကပြန်လေးရှိတယ်မြတ်စွာဘုရားရဲ့ပါဠိတော်တွေတိုက်ရိုက်ဟောတဲ့ထဲမှာတော့စက္ကဝါလဆိုတဲ့အသုံးဟာမတွေ့ရဘူးလောကဓာတုဆိုတဲ့အသုံးနဲ့ပဲသုံးသွားဓာတုဆိုတာသဘာဝအတိုင်းရှိနေတဲ့လောကလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီအသုံးနဲ့မြတ်စွာဘုရားကလောကဓာတုမြန်မာပြည်မှာတစ်ချိန်တုန်းကသိပ္ပံပညာရပ်တွေကိုလောကဓာတ်ပညာလို့ဒီလိုခေါ်လာခဲ့ကြတယ်ပေါ့ဒီအသုံးလေးတွေရှိတယ်ပေါ့လောကဓာတုကိုလောကဓာတ်တဲ့လောကဓာတ်ပညာလောကဓာတ်အကြောင်းနဲ့ရှင်းတော့ကဒီလိုခေါ်တယ်လောကဓာတုနဲ့ပတ်သက်လာပြီးတော့မြတ်စွာဘုရားကသုလနိကလောကဓာတုမစ္စည်းမိကလောကဓာတုမဟာလောကဓာတုဆိုပြီးတော့လောကဓာတု၃မျိုးခွဲခြားပြီးတော့ဟောထားတာရှိတယ် Buddhist cosmology အနေနဲ့လေ့လာမယ်ဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်မှာသုလနိကလောကဓာတုတုတ်ကိုဖတ်ရှုလေ့လာကြအောင်ဖြစ်ပါတယ်မြတ်စွာဘုရားကစัจ java လာအကြောင်းလောကအကြောင်းကိုဟောတယ်ဆိုတဲ့အခါမှာကိုရောတိုင်ဒေဝစက္ခုအဘိညာဉ်ဆိုတာကိုအသုံးချပြီးတော့လောကကြီးတစ်ခုလုံးကိုဖြန့်ကျက်ပြီးတော့ထိုလောကကြီးတစ်ခုလုံးကိုအလင်းရောင်ဖြန့်ကျက်ပြီးတော့ကြည့်ရှုပြီးဟောတဲ့အမတန်စွမ်းအားထက်တဲ့
သမာဓိစွမ်းအားပညာစွမ်းအားနဲ့ကြည့်ရှုပြီးတော့ဟောတာပဂတိမျက်စိနဲ့မြင်နိုင်လောက်တဲ့အတိုင်းအတာလေးကအမတန်မှနေပါတယ်တူတောင်းပဂတိမျက်စိနဲ့ကြည့်ဖို့ဆိုမလုံလောက်ဘူးကြည့်လေခွန်ကြီးတို့တွေဟာကောင်းကင်နဲ့ပတ်ဝန်းကျင်ကိုကြည့်ရင်ဘယ်နေရာကပဲကြည့်ကြည့်ကိုဟာအလဲဘဟုမှာပဲရှိနေတာပဲအမြဲတမ်းဘာဖြစ်လို့ကိုကအလဲဘဟုမှာရောက်နေရတယ်လဲလို့ဆိုရင်မျက်စိရဲ့မြင်ခွင့်အတိုင်းတာကဒီလောက်ပဲရှိတာမျက်စိရဲ့မြင်နိုင်တဲ့စွမ်းအားဟာဟိုဘက်လည်းဒီလောက်ပဲဒီဘက်လည်းဒီလောက်ပဲဆိုတော့လောကကြီးကအလွန်ကျယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေတာပေါ့အကယ်၍သာအကန့်အသတ်ရှိတဲ့နေရာတစ်ခုဆိုပါဆိုအဆောက်အဦတစ်ခုထဲမှာကြည့်မယ်ဆိုရင်နာယနာကနေလို့ရှိရင်တစ်ဖက်ချင်းတစ်ဖက်ကျယ်ပဲဖြစ်မှာပေါ့လောကကြီးမှာတော့ကိုကတဏှာမှာရလိုက်တာနဲ့တပြိုင်နက်ကိုဟာအလဲဘိုးမှာရှိတယ်ဘယ်ဘက်ကြည့်ကြည့်အကွာအဝေးဟာတူညီနေတဲ့အဓိပ္ပာယ်ရှိနေတယ်ပေါ့ဒါလောကကြီးကဘလောက်ကျယ်တယ်ဆိုတာအနုမာနအပြင်ခံမှန်းပြီးတော့ကြည့်လို့ရတယ်သုလနိကလောကဓာတုမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအသေးစားလောကဓာတ်ဆိုတာတဲ့စัจ java လာပေါင်း1000နဲ့ဖွဲ့စည်းထားတာတဲ့အဲ့ဒါလေးကိုလောကဓာတ်တစ်ခုလို့ပြောတာဒါအသေးဆုံးအကြီးဆုံးကြတော့စัจ java လာဂတိ3သိန်းရှိတယ်စัจ java လာတစ်ခုမှာလူပြည်တစ်ခုစัจ java လာတစ်ခုမှာရှိရမယ့်အင်္ဂါရပ်တွေကနေကိုဗဟုပြုပြီးတော့တည်ရှိနေတာဖြစ်တော့နေတစဉ်လာတစဉ်လူပြည်ကျွန်းကြီးလေးကျွန်းစတုမာရတာဝရိန္ဒာယာမတုတ်တိတာနေမာနရတိဆိုတဲ့နတ်ပြည်တွေစัจ java လာတစ်ခုမှာရှိရတဲ့အရာတွေကိုမြတ်စွာဘုရားကစัจ java လာတစ်ခုတစ်ခုမှာနေတစဉ်လာတစဉ်ဒီလိုရှိတယ်စัจ java လာ1000ဆိုလို့ရှိရင်နေ1000လာ1000ရှိမှာပေါ့ဒီကနေ့ခေတ်သိပ္ပံပညာရှင်တွေကလည်းပဲသူတို့ရဲ့စွမ်းအားကြီးတဲ့မမြောင်းကြီးတွေတက်ဆင်ထားတဲ့ဂျူလူကြီးတွေကောင်းကင်ပေါ်လွတ်တင်ပြီးတော့ကြီးတဲ့အခါမှာတာမန်လူပြေကကြီးလို့မရတဲ့နေရာတွေကိုမြင်ကြရတယ်ဆိုတာဟာအဖြေထုတ်ထားတာရှိတယ်ပေါ့ဒီနေရင်မကဘူးတခြားနေတစ်စင်းလည်းပဲရှိတယ်ဆိုတာကိုသူတို့တွေ့တယ်လို့ပြောတယ်မြတ်စွာဘုရားကြတော့မြတ်စွာဘုရားမှာပိုင်ဆိုင်တဲ့ဒိဗ္ဗစက္ခုဆိုတဲ့မှတ်မြောင်းကတော့အတိုင်းအဆမရှိအကုန်လုံးမြင်နိုင်စွမ်းရှိတာကိုမြင်နိုင်စွမ်းရှိတော့တမာတိစွမ်းအားနဲ့ကြည့်ကျင်တဲ့တော့ကြည့်လို့ရတဲ့နေရာအဲ့ဒီတမာတိစွမ်းအားနဲ့ကြည့်လိုက်တဲ့အခါမှာအငယ်ဆုံးလောကဓာတုလို့ဆိုရမှာစัจ java လာပေါင်း1000နဲ့ဖွဲ့စည်းထားတာတဲ့နေ1000လ1000အကြမ်းမြင်အဖြစ်ရှိတယ်လို့ဒီလိုပြောအကြီးဆုံးစัจ java လာကြတော့ဂရေ3သိန်းဆိုနေဂရေ3သိန်းလဂရေ3သိန်းရှိမှာပေါ့အဲ့တော့နေလတွေဆိုတာစัจ java လာတစ်ခုမှတစ်ခုတစ်ခုဖွဲ့စည်းထားသည့်အတွက်ကြောင့်အဲ့ဒါကိုကြည့်ပြီးစัจ java လာဟာအနန္တရှိတယ်လို့ဒီလိုပြောတာအဲ့ဒီစัจ java လာဂရေ3သိန်းဆိုတာမြတ်စွာဘုရားရဲ့အလောင်းတော်ဖွားမြင်တဲ့အခါပြိဋိဘံဆန်တဲ့အခါကောင်းကြီးဩဘာပေးရမယ့်အခါမှာသိမ့်သိမ့်တုံသွားအောင်တပြိုင်နဲ့တုံထုတ်တဲ့လောကဓာတ်ဘုရင်နေကိုပြောတယ်စัจ java လာဂရေ3သိန်းယရဏတုတ်ကိုဟောတဲ့အခါမှာကောတိတတသဟတေတုစက္ကဝါလိတုဒေဝတာယတနံပဋိကဏန္တိယေသဝေတာလိယပုရိဆိုစัจ java လာဂရေ3သိန်းမှာရှိတဲ့နတ်တွေပြမတွေကဘုရားမြတ်စွာရဲ့တရားဓမ္မကိုနာယူကြတယ်ဘုရားမြတ်စွာကိုကြီးညိုကြသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုလေးစားချစ်ခင်ကြတော့မြတ်စွာဘုရားရဲ့တရားဓမ္မဆိုလို့ရှိရင်ဦးစားပေးကြတယ်အာယုံစိုက်ကြတယ်ဒါကြောင့်မို့ဘုရားဟောတဲ့
သုတ်တန်တွေကိုရွတ်ဖတ်တဲ့ဇယ်လို့ရှိရင်ထိုသုတ်တန်တွေရဲ့အစွမ်းတကူဟာစัจ java လာဂရေတသိန်းထီပြန့်နှံ့တယ်လို့ဒီလိုပြောတာနော်မြတ်စွာဘုရားစီတရားဟောတဲ့အခါမှာဓမ္မစကြာတို့လို့တရားဟောတဲ့အခါလာရောက်လာတာစัจ java လာတိုက်1000ကနတ်မြတ်မှာအပေါင်းရောက်ရှိပြီးတရားနာတယ်လို့ဆိုစัจ java လာ1000ကနေလာပြီးနာကြတယ်အဲ့တော့လောကဓာတ်ဆိုတာအမတ္တမကျေဝန်းတယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့အတိုင်းတာ3ရက်တနည်းအားဖြင့်ပြောရင်ခိတ္တဆိုတာဖီးပေါ့နယ်ပယ်ကြီး3ခုဇာတိခိတ္တအာနာခိတ္တဝိတယခိတ္တလို့ခိတ္တ3မျိုးရှိတယ်မြတ်စွာဘုရားမွေးဖွားတဲ့အခါမှာဖွားတော်မူတဲ့အခါမှာမြင်ကလျင်တုံဟိပေးခြင်းဖြင့်ကောင်းကြီးဩဘာပေးတဲ့စัจ java လာနယ်ပယ်ကြီးတစ်ခုဇာတိခိလို့ခေါ်တယ်အာနာခိဆိုတာမြတ်စွာဘုရားရဲ့တရားဓမ္မတွေပြန့်နှံ့ပြီးတော့တည်ရှိတဲ့စัจ java လာဂရေတသိန်းအဲ့ဒါဟာအာနာခိဝိတယခိဆိုတာမြတ်စွာဘုရားကအာယုံပြုတ်ပြီးတော့ကြည့်လို့ရတာဒါကြတော့အတိုင်းအတာမရှိဘူးတဲ့အဲ့တော့တသိန်းမကရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်အနန္တစัจ java လာဆုံးသမရှိဘူးဒါပြောဒီလောကကြီးဆိုတာအဆုံးမရှိဘူးတဲ့ဩကာသလောကကြီးဟာဒီလောကကြီးရဲ့အဆုံးကိုဘယ်တကူရှင်မှရှောက်လန်းသွားခြင်းဖြင့်အဆုံးကိုတွေးရှိနိုင်မှာမဟုတ်ဘူးသွားလို့ရှိရင်လည်းရောက်မှာမဟုတ်ဘူးအဆုံးကိုလည်းတွေးမှာလည်းမဟုတ်သို့သော်မြတ်စွာဘုရားကဒီသုတ်တံမှာလောကရဲ့အဆုံးသို့ရောက်ရှိခြင်းလို့ဟောထားတာရှိတယ်လောကံတကူလောကရဲ့အဆုံးကိုရောက်တယ်အဲ့လိုရောက်ရှိတဲ့လောကကဘာလောကလဲဆိုတာတော့သိဖို့လိုတယ်ပေါ့သို့သောလောကလူတွေကလောကရဲ့အဆုံးကိုသွားဖို့ကြိုးစားကြတယ်အမတန်မှစွမ်းအားကြီးတဲ့တကိုးရှိတဲ့ပုဂ္ဂိုလ်တွေဟာစัจ java လာကြီးဘယ်လောက်ကျယ်သလဲဆိုတာစူးစမ်းခဲ့ကြတာနော်သိပ္ပံဆရာတွေကမှန်မြောင်းကလေးနဲ့ဒုံမြန်ကလေးလွတ်တင်ပြီးတော့ချိုတုတွေလွတ်တင်ပြီးတော့ဒီကနေ့ခေတ်မှာစัจ java လာအကြောင်းအာဂါသအကြောင်းလေ့လာနေကြတယ်ရှင်းတုန်းကသမထကျင့်စဉ်တစ်ခုကိုအောင်မြင်ပေါက်ရောက်ပြီးကဘာအနှံ့ခြေဆန့်နိုင်တဲ့စွမ်းအားတွေကောင်းကင်ကနေပြီးတော့ပြန်တန်းလိုရာစခန်းကိုပြန်တန်းနိုင်တဲ့စွမ်းအားတွေရှိတဲ့တကူရှင်တွေကလည်းပဲစัจ java လာအဆုံးကဘာရဲ့အဆုံးဆိုတာကိုသူတို့လည်းပဲသိချင်ကြတာပဲစူးစမ်းခဲ့ကြတယ်အဲ့ဒီစူးစမ်းခဲ့တယ်ဆိုတာအင်္ဂုတ္တရနိကေမှာရောဟိတတသုတ်ဆိုတာရှိတယ်ပေါ့အားလုံးသိကြရင်အဲ့ဒီသုတ်ကိုဖတ်ကြည့်လို့ရတယ်ရောဟိတတသုတ်ဆိုတာရှိတယ်အဲ့ဒီရောဟိတတသုတ်ဆိုတာအင်္ဂုတ္တရနိကေမှာလည်းပါတယ်တန်ယုဒ္ဓနိကေမှာလည်းပါတယ်စိတ်ဝင်စားဖွယ်ရကောင်းတာတော့အဲ့ဒီရောဟိတတသုတ်သူ့ဆက်ကြောင်းကဘလို့ပေါ်လာတော့ဆိုမြတ်စွာဘုရားကသာဝတိပြည်ဇေတဝန်ကျောင်းမှာသတင်းသုံးနေတဲ့အချိန်နတ်တွေကမြတ်စွာဘုရားစီလာလို့ရှင်သကောင်ကြော်မှလာလေးရှိတယ်။ဘာဖြစ်လို့တော့ဆိုလူတွေအလုံးအိတ်တဲ့အချိန်သကောင်ကြော်သွားပြီဆိုလို့ရှင်လူတွေကအလုံးအိတ်မောကျသွားဟိုးအထက်နတ်တွေကလူတွေရဲ့အနံ့ကိုမခံနိုင်ဘူးတဲ့သူတို့အနံ့တွေက different ပေါ့မတူတဲ့အနံ့တွေရှိနေတယ်ဒါကြောင့်မို့သူတို့နှာခေါင်းနဲ့မရင်ဘူးဟုတ်တော့ဟုတ်เสียရှိတယ်ဘုန်းကြီးတို့တွေတိရစ္ဆာန်ယုံသွားကြည့်လိုက်လို့ရှိရင်တိရစ္ဆာန်တွေရဲ့အနံ့
တိရစ္ဆာန်ယုံနဲ့ကတိရစ္ဆာန်တွေရဲ့အနတ်မခံနိုင်တော့ဘူးဟုတ်ကဲ့လားတိရစ္ဆာန်တွေရဲ့အနတ်လူကမခံနိုင်သို့တော့တိရစ္ဆာန်တွေကတော့အဲ့ဒီအနတ်ကိုမှွေးနေကြမှာပဲသူတို့အချင်းချင်းကြတော့လူတွေကမခံနိုင်ဘူးလေအဲ့တော့လူရဲ့အနတ်ကိုနတ်တွေကမခံနိုင်ဘူးဆိုတာဒါသဘာဝတော့ကြာကိုယ်နဲ့မတူတဲ့အနတ်လူအနတ်တောင်မှပဲတဦးနဲ့တူမတူဒီမြန်မာပြည်ရဲ့အနောက်ဘက်အိန္ဒိယသွားလိုက်လို့ရှိရင်အိန္ဒိယလူမျိုးတွေရဲ့အနတ်ကတစ်မျိုးမဆလာနတ်မကြိုက်လို့ရှိရင်တော့မဆလာနတ်နေနန်းနေမှာပဲအဲ့ဒီကထူးခြားတဲ့အနတ်တွေဟိုရှိဘက်သွားလို့ရှိရင်အညီအဟောက်တွေအစားများလို့ငါးစိမ်းအညီအနတ်တွေဂျပန်နိုင်ငံတို့ဘာလို့ကြတော့ရှိနေမှာအဲ့လိုထူးခြားတဲ့တုံးနဲ့တူမတူညီတဲ့အနတ်တွေကိုယ်နဲ့အတွေ့အကြုံကိုယ်နှာခေါင်းနဲ့မရင်တဲ့အနတ်တွေကလောကကြီးမှာရှိအဲ့တော့နတ်တွေကနေ့လယ်ချိန်ဆိုရင်လူတွေကလှုပ်ရှားသွားလာနေတော့လူတွေကိုတိုက်ခတ်ပြီးတော့လွင့်ပြန်တက်လာတဲ့အနတ်တွေကပိုဆိုးတယ်လူအနတ်ပဂတိအနတ်ကမှုေးဖို့တော့မရှိဘူးပေါ့မွေးတာကရေမွေးဆွတ်ထားလို့ပေါင်တာကြောင့်မို့လို့အာဂန္တုကလို့ခေါ်တယ်ပန်းရဲ့ယနတ်တို့နတ်သားရဲ့ယနတ်တို့ရေမွေးရဲ့ယနတ်တို့ဒါတွေကမွေးတာလူကမွေးတာမဟုတ်ဘူးเนาะအဲ့ဒါကိုလူကပေါင်းစားလိုက်တဲ့အခါကျတော့လူတွေမှာမျက်စိလဲသွားပြီးလူကမွေးတယ်လို့ထင်နေကြတယ်တကယ်ကလူနာကမမွေးဘူးတဲ့အဲ့ဒါကြောင့်မို့လို့လူတွေရဲ့အနတ်ကိုနတ်တွေကမခံနိုင်ဘူးနေ့စဉ်မှာလူတွေကလှုပ်ရှားသွားလာနေတော့အနတ်တွေကတထောင်ထောင်ထအဲ့ဒါကြောင့်မို့လို့လူတွေအိမ်မောချသွားပြီဆိုလို့ရှိရင်အနတ်တွေလည်းယောပါသွားမှာပဲအတ္တမလန်တွေလည်းယောပါသွားမှာလှုပ်ရှားပြီးတော့မနေသည့်အတွက်ကြောင့်လေတွေကတိုက်ခတ်ပြီးတော့လူအနတ်တွေအပေါ်မှာတက်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့နတ်ပြည်ကနတ်တွေဟာအင်မတန်မှလာခြင်းလို့လာရင်တောင်မှပဲအဘိက္ကန္တာယရတ္တိယမြင်ဥယံကိုကျော်လွန်ပြီးတော့သကောင်ပိုင်းရောက်တဲ့အခါကျမှလူပြည်ကိုလာကြတယ်တဲ့လူပြည်ကိုလာတဲ့အခါမှာလည်းပဲနတ်တွေဆိုတာသူတို့ကထိုင်တော့မယ်ဆိုရင်သူတို့ထိုင်เสียခုံကြီးကသူတို့ရဲ့ဘုံကံအစွမ်းအလျောက်အလိုလိုပေါ်လာတတ်တယ်လူတွေလိုထိုင်ကုန်ယူသွားเสียမလို့ကံကအကျိုးပေးတဲ့ဘုံဆိုတာကိုနေခြင်းတဲ့နေရာဘုံမိမ့်မှန်ကရှိတယ်ကိုသွားတဲ့လမ်းဟာရွှေလန်းကိုလမ်းခင်းထားတာကိုထိုင်ခြင်းတဲ့နေရာဟာထိုင်เสียကအလိုလျောက်ဖြစ်လာလူတွေကြတော့အဲ့လောက်ကြီးမရှိဘူးမရှိသည့်အတွက်ကြောင့်ထိုင်ရင်ထိုင်เสียလေးယူသွားမယူရင်ထိုင်เสียမရှိဘူးကျမ်းပေါ်ထိုင်ရနတ်တွေကြတော့အဲ့လိုမဟုတ်ဘူးသူထိုင်ရင်ပြီဆိုရင်ထိုင်เสียပလင်ကအလို့အလျောက်သူတို့ပေါ်လာမှာအဲ့ဒါကြောင့်မို့လို့လူပြည်လာတဲ့အခါမြတ်စွာဘုရားစီတရားဓမ္မသိခြင်းလို့တရားနာခြင်းလို့သူတို့ယင်နဲ့မရှင်းတာတွေမေးခြင်းလို့လာတဲ့အခါမှာထိုင်လေးမရှိကြဘူးတဲ့ထိုင်မယ်ဆိုလို့ရှိရင်သူတို့ပလင်ကြီးပေါ်လာမှာမို့မြတ်စွာဘုရားကိုအဂါရဝမလေးစားရရောက်မှာဆိုလို့မထိုင်တာလို့ဒါကအကြောင်းတစ်ခုပေါ့နော်ဒါလည်းယုတ်တိရှိတဲ့အကြောင်းတစ်ခုပဲနောက်အကြောင်းတစ်ခုကတော့ဘာကြောင့်မထိုင်ကြတာတော့ဆိုလူပြည်လာရင်နတ်ကနှာခေါင်းပိတ်လာရတာဆိုမြင်မြန်ပြန်ကျင်တယ်ပေါ့အသက်အောင့်ပြီးတော့လူတွေရဲ့အနတ်နေမခံနိုင်ဘူးမြန်မြန်ပြန်ကျင်တယ်မြန်မြန်ပြန်လို့ရတဲ့ဣရိယာပုကမတ္တယထာပို့ပြီးမြန်မြန်ပြန်လို့ရတယ်ပေါ့ထိုင်နေလို့ရှိရင်ဟုတ်လားထိုင်ရအောင်မယ်ထိုင်ပြီးတော့ထားရအောင်မယ်ဆိုတော့နှေးကွေးတယ်ပေါ့အဲ့တော့မတ္တယပြီးနေလိုက်လို့ရှိရင်ပြန်ကျင်လဲထပြန်သွားလို့လွယ်တာပေါ့သို့တော့နတ်ကတော့လမ်းလျှောက်ပြန်တာတော့မဟုတ်ဘူးဘွားကနေပေါ်လာပြီးပြုတ်ခနဲ့ပျောက်သွားတာသူတို့က
သူတို့တဏှာနဲ့တဏှာရွှေ့တဲ့အချိန်ပိုင်းလေးကအလွန်ပဲလင့်မြန်တယ်ကွေးထားတဲ့လက်ကိုဆန့်လိုက်တယ်လို့ပဲဒီနေရာပျောက်ပြီးဟိုနေရာရောက်သွားတာဖြည်းဖြည်းချင်းသွားနေရတာမျိုးမဟုတ်ဘူးပေါ့နော်အေးမြန်မြန်ပြန်မှုအတွက်မတ္တရလေးရှိတယ်ဒီနေ့ကျတော့အဲ့ဒီမြတ်စွာဘုရားစီမှာနတ်သားတယောက်ရောက်လာတယ်သူ့နာမည်ကရောဟိတတလို့သူကလျှောက်တယ်ရောက်လာပြီးတော့သူကမေးခွန်းတစ်ခုမေးတယ်သူမေးတဲ့မေးခွန်းကဘာတော့ဆိုအရှင်ဘုရားတဲ့လောကကြီးမှာမွေးလည်းမမွေးဘူးအိုလည်းမအိုရဘူးနာလည်းမနာရဘူးသေလည်းမသေရဘူးတဘဝကနေတဘဝကူးပြောင်းတာလည်းမရှိဘူးအဲ့ဒီလောကကြီးကိုတွေ့ဖို့ကြုံဖို့ရောက်ရှိဖို့အတွက်သွားလို့ရနိုင်သလားဒီမေးခွန်းမေးတာဒီမေးခွန်းကကျန်တဲ့ပုဂ္ဂိုလ်တွေမေးပြစ်ချင်မှမေးပြစ်မယ်ဒီမေးခွန်းကနော်အဲ့ဒီလောကမျိုးကိုရောက်နိုင်သိနိုင်တွေ့နိုင်သလားတဲ့အဲ့ဒီရောလောကရောက်သွားလို့ရှိရင်ဝေးရတာလည်းမရှိဘူးအိုရတာလည်းမရှိဘူးနားရတာလည်းမရှိဘူးသေရတာလည်းမရှိဘူးတဘဝကနေတဘဝကူးပြောင်းတာလည်းမရှိဘူးသာဝရတည်ငြိမ်နေတဲ့လောကကြီးကိုတပည့်တော်တို့သွားလို့ရမလားလောကရဲ့အဆုံးကိုတွေ့နိုင်သလားဘုန်းကြီးတို့တွေကြုံတွေ့နေတဲ့လောကကတော့မွေးလဲမွေးတယ်အိုလဲအိုတယ်နားလဲနားတယ်သိလဲသိတယ်တဘဝကနေတဘဝသွားတာဘယ်တတ္တဝါမှမြဲနေတာမရှိဘူးနော်လူတွေကတတိမထားကြလို့ကိုယ်နဲ့နီးမှသာတတိထားတတ်တာကိုမနီးရင်တတိမထားဘူးတခြားနေရာကိုမကြည့်နဲ့အောင်ရန်ကုန်မြို့တစ်မြို့လုံးကိုခြုံကြည့်လိုက်နေ့စဉ်နဲ့အမျှသေဆုံးနေကြတာရှိတယ်လို့နေ့စဉ်နဲ့အမျှမွေးဖွားနေတာမရှိဘူးလားရှိတယ်တကဘာလုံးကိုခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လူတွေကတန်းချီပြီးတော့သေပြီးတော့တန်းချီပြီးမွေးနေတာပဲမဟုတ်လားအဲ့တော့ပြောင်းရွှေ့နေကြတာပြောင်းရွှေ့နေကြလွန်ခဲ့တဲ့နှစ်100ကျော်ကရန်ကုန်သူရန်ကုန်သားတွေဒီကနေ့တယောက်မှမရှိဘူးဒီကနေ့ရှိနေတဲ့ရန်ကုန်သူရန်ကုန်သားတွေနောက်နှစ်100ကျော်200ဟိုဘက်ဘယ်သူမှရှိမှာမဟုတ်ဘူးအဲ့ဒီလိုလောကကြီးဟာအမြဲတမ်းထာဝရရွေးရှားပြီးတော့ဝေဖွာခြင်းအိုမင်းရင်ရောခြင်းသေဆုံးခြင်းတဘဝကနေတဘဝကူးပြောင်းသွားလာခြင်းဆိုတဲ့အနေထားနဲ့နေနေတဲ့လောကကြီးဒီလောကကြီးရဲ့အဆုံးဟိုဘက်မှာရောက်သွားမယ်ဆိုလို့ရှိရင်တော့ဒါမျိုးရှိမှာမဟုတ်ဘူးလို့သူတွေးတယ်ပေါ့နော်ဒီလောကကြီးထဲမှာရှိတဲ့တ attva တွေကတော့ဒီတိုင်းပဲရှိတယ်ဒီလောကကြီးရဲ့အဆုံးရောက်သွားရင်တော့ဒါမျိုးရှိမှာမဟုတ်ဘူးမွေးဖွားတာလည်းရှိမှာမဟုတ်ဘူးအိုရာသေးတာလည်းရှိမှာမဟုတ်ဘူးတဘဝနေတဘဝကူးပြောင်းတယ်ဆိုတာတွေလည်းရှိမှာမဟုတ်ဘူးလို့အဲ့ဒီလောကကြီးကိုသူရှာတွေ့ခြင်းနဲ့ရှိနိုင်မလားလျှောက်တော့မြတ်စွာဘုရားအဖြေတယ်မရှိနိုင်ဘူးအဲ့ဒီလောကမရောက်နိုင်ဘူးတဲ့အဲ့ဒီလောကကိုမတွေ့နိုင်ဘူးလို့ပြောလျှောက်လန်းသွားခြင်းဖြင့်တော့မရောက်နိုင်ဘူးတဲ့မြတ်စွာဘုရားအဲ့ဒီလိုလောကရဲ့အဆုံးကိုသိနိုင်ဖို့ရောက်နိုင်ဖို့မြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဖြေတော့အဲ့ဒီနတ်သားကသူကလျှောက်တယ်အရှင်ဘုရားအံ့ဩစရာကောင်းလိုက်တာဘုရားတဲ့အရှင်ဘုရားဖြေတဲ့အမှန်ကလုံးဝမှန်တယ်လုံးဝမှန်တယ်တဲ့တပည့်တော်ကိုတွေ့ပါတဲ့အဲ့ဒီလိုလောကမျိုးသွားလို့မရောက်ဘူးဆိုတာတပည့်တော်ကိုတွေ့ပဲတဲ့တစ်ချိန်လုံးကတပည့်တော်တကိုးရှင်ယသိတူဖြစ်ခဲ့ဘူးတဲ့ပေါ့သူကသူ့ဆက်ချောင်းပြန်လျှောက်တာတကိုးရှင်ယသိကြီးတူတပည့်တော်ဖြစ်ခဲ့တယ်ကောင်းကင်ခရီးကနေပြီးတပည့်တော်သွားနိုင်တယ်
တပည့်တော်ရဲ့လင်းမြန်တဲ့နှုံးကခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အလင်းတန်းရဲ့လင်းမြန်တဲ့နှုံးနဲ့သွားမှာပေါ့အလင်းဆိုတာအလွန်မြန်တယ်မော်လားသွားတာအလင်းရောင်သွားတဲ့နှုံးနဲ့သူပြောတဲ့ဥပမာကတော့ဗာနဲ့ပြောတော့ဆိုရင်အမတန်ပေါ့တဲ့ညာကလေးလေးနဲ့တက်ပြီးတော့အဲ့ဒီမြားကိုပြစ်လိုက်တဲ့အခါမှာထပင်ဆိုတာဘလောက်ပဲရှိမလို့ထပင်ရဲ့အတုပ်ဟာရှိလာလို့ရှိရင်8လက်မတပေ12လက်မဒီလောက်ပဲရှိမှာပေါ့နော်အဲ့ဒီမြားနဲ့ပြစ်လိုက်လို့မြားကထပင်လုံးနားကနေကပ်ပြီးတော့ဖြတ်သွားတဲ့အချိန်လေးဟာတစ်စက္ကန့်ပဲဘိုင်းလောက်ပဲရှိမှာပဲပေါ့ဟုတ်ကဲ့လားဆိုလိုတာကသူဥပမာပေးထားတာတော့သူ့ရဲ့လျင်မြန်တဲ့နှုံသားဟာအမတန်ပေါ့တဲ့မြားလေးကိုအရှိန်အောင်နဲ့ပြစ်လိုက်တဲ့အခါမှာအဲ့ဒီမြားလေးဟာရှစ်လက်မအတိုင်းတာလေးတစ်ခုဖြတ်ကျော်တဲ့အချိန်ပိုင်းလေးလို့ဆိုအလွန်တိုတဲ့အချိန်ပိုင်းလေးကိုပြောတာပဲအလွန်တိုတဲ့အချိန်ပိုင်းလေးထပင်ကိုဖြတ်တဲ့အချိန်လေးဟာအမှန်တူတူလေးပဲဖြစ်မှာပေါ့အဲ့ဒါလောက်ထိအောင်သူကလျင်မြန်တယ်တဲ့စัจ java လာတစ်ခုကိုအဲ့ဒီလိုနှုံးနဲ့သူဟာစัจ java လာတွေဆုံးအောင်သွားကြည့်တယ်ပေါ့ပြီးတော့သူကခန္ဓာကိုယ်နဲ့ရှောက်လန်းပြီးတော့သွားတာဖြစ်တော့သူ့ရဲ့ခြေလမ်းကြီးကလည်းဘလောက်ကျဲတယ်လဲလို့ဆိုလို့ရှိရင်အရှိသမုဒ္ဒရာကအနောက်သမုဒ္ဒရာလောက်မှသူကခြေလမ်းတစ်လှမ်းပဲဉာဏ်နဲ့နှုံးကလည်းအလွန်ဉာဏ်နဲ့ခြေလမ်းကလည်းအမတန်ကျဲတယ်အဲ့ဒီနှုံးနဲ့သူစัจ java လာရဲ့အဆုံးလောကကြီးရဲ့အဆုံးကိုသိကျင်တာနဲ့သူတက်တန်းတရားရှိတဲ့အချိန်ပိုင်းမှာအစာအာဟာရစားတဲ့အချိန်လေးခိတ္တနားတယ်နောက်ဖေးသွားတဲ့အချိန်လေးခိတ္တနားတယ်မောပန်းလို့ခိတ္တခဏအိပ်ဆက်တဲ့အချိန်ပိုင်းလေးမေးတဲ့အချိန်ပိုင်းလေးခိတ္တနားပြီးတစ်ချိန်လုံးသူခရီးသွားနေခဲ့တယ်ပေါ့အဲ့ဒီနှုံးနဲ့သွားတာသူသွားတာလောကကြီးရဲ့အဆုံးကိုရောက်ချင်လို့သူအဲ့ဒီနှုံးနဲ့သွားခဲ့တာတဲ့အနှစ်တရာကြာလို့သေသွားရောသူလောကကြီးအဆုံးကိုမတွေ့ခဲ့ရဘူးသူပြောတာဩဃာတလောကကြီးကိုသူဖြတ်သွားနေတာဟုတ်ကဲ့လားမြတ်စွာဘုရားကအနန္တစัจ java လာလောကကြီးကအဆုံးအစမရှိဘူးလို့ဟောထားတဲ့အတိုင်းပဲလောကကြီးအဆုံးကိုသူမတွေ့ပဲနဲ့သူဘဝတစ်ခုဏီကုန်းချုပ်သွားရတယ်ဆံရယတိဖြစ်သည့်အတွက်ကြောင့်သူဗြဟ္မပြည်မှာရောက်သွားမှာပေါ့သို့တော်စာထဲမှာဗြဟ္မာလို့မသုံးဘဲနဲ့ဒေဝဗုဒ္ဓလို့ပဲသုံးထားလို့နတ်သားလို့ပဲပြောရတယ်ပေါ့အဲ့ဒီရောဟိတတဆိုတဲ့နတ်သားသူအဲ့ဒါလို့ဘဝတစ်ခုမှာလောကရဲ့အဆုံးကိုတွေးဖို့ဆိုပြီးတော့ကြိုးစားပြီးရှာဖွေခဲ့တာမတွေ့ပဲနဲ့သူဘဝတစ်ခုဆုံးသက်သွားပါတယ်တဲ့ဒါကြောင့်မို့အရှင်ဘုရားပြောတဲ့စကားမှန်လိုက်တာလောကကြီးအဆုံးကိုဖြင့်သွားရောက်ခြင်းဖြင့်တော့ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူးလောကကြီးအဆုံးကိုရှောက်လန်းရှာဖွေခြင်းဖြင့်တော့တွေ့မှာမဟုတ်ပါဘူးဆိုတာအမတန်မှမှန်ပါတယ်တဲ့မတွေ့ခဲ့ပါဘူးတဲ့လို့ပြောအဲ့ဒီမှာမြတ်စွာဘုရားကဘာဟောတော့ဆိုမှန်တဲ့သွားခြင်းဖြင့်မအိုမနာမသိတဘွားနေတဘွားကူးပြောင်းရခြင်းမရှိတဲ့လောကကိုဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူးမသိနိုင်ဘူးဆိုပြီးမြတ်စွာဘုရားကဘာထပ်ပြောလိုက်တုံးဆိုဒါလေးကအဲ့ဒီလောကကြီးရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းတို့ဒုက္ခဘယ်တော့မှအဆုံးမတတ်ဘူးတဲ့အဲ့ဒီစကားထူးခြားတဲ့စကားတစ်ခုလောကကြီးရဲ့အဆုံးကိုမရောက်ဘူးဆိုရင်လည်းမင်းတို့ဒုက္ခဘယ်တော့မှမငြိမ်းဘူးတဲ့ဒုက္ခရဲ့အဆုံးကိုဘယ်တော့မှတွေ့မှာမဟုတ်ဘူးလောကကြီးအဆုံးကိုရောက်မှသာလျှင်ဒုက္ခအားလုံးကလွတ်မြောက်မှာဖြစ်တယ်ဒီနေရာမှာမြတ်စွာဘုရားကအကျိုးမရှိတဲ့စัจ java လာဩဃာတလောကကြီးကိုရှာဝေစူးစမ်းနေခြင်းဖြင့်အချိန်ဖြုံးနေတဲ့နတ်သားအကျိုးမရှိတာဟုတ်အကျိုးရှိတဲ့နိလန်းနဲ့မြတ်စွာဘုရားတဲ့ပေးလိုက်တာသဘောအား
Eri Nadaga, Piago, Shaunidaga, Oka that loga. Kaba loga ye. Emedama Jeb Yolare, that wari, Pia Muya, Tishinia, loga ye, song to a shara. A loga ye, song with Shasha, Mayaw Namulu. Eri Oga that loga ye, song with Shalo, Mayaw. Yes, of Yaga. Oga that loga, Mayinyomen, Tinkara loga, Yinyon Bido. Eri loga ye, song, Mayalushin, Le Mindoka, Somda Food. Toka Surabaro, Yanli Muifajin, Ojin, Najin, Tejin Sure, Tisin Dokari, Mimberoma Sundama food. Hoido de Masona in it, Doka Sura, Baros, Sadibi Doka, Sarabi Doka, Piadibi Doko, Maranambi Doka, Dari Vemola Masona in it, Doka Doka Ludari, Masona in it, Doka Babilo Rosoi, Willa being Ome Namadime, they being Wibian Ome, Willushin Ome Naume Deume. Oh. Mulai, Ulai, Nalai, daylight, Mulai, Ulai, Nalai, daylight, so that Titania said Chidega Nebiro. Vedoma Mabi so named a Yaji Pepiro, Titema bet the Welle Chili. Muitare chain by Male, that Alazo, Mazadabu, he with Yogo Doko, Kolojanari, Kunitari, Gumyanura, Quare, Abi he tam Yogo Doko. Go Madrid Janari Neduyame, go Monari Nele, Sonziame, ha. Be he, Tambiogo Doko, be with Yogo Doko. Tarin Lazar, Mo Yambesan Nalavadi, Tambi Dokan. The Mesajama Hotare, yes of Yaga, Luday, the Ditabu, Tina Dokari, Topia Tara, no? Lujina Mayare Doka. Ero Luria Senza Lebe. Cologene Yadu Yalade. Cologene Muji Yare. Go Wejene Pisili Welu Yare. Yambesan Nalavadi, Dambi Dokansra, Mahokulu Ting out and lay. Erago Pioram Hoku. Yambesan Nalavadisa. Luria Ojinlu Orala, Ma Ojimene Orala. Era Mayana in a habe. Kalujin of Sashi Yava, let's all weapon. Dilujin, let's how Yara, Webasashi, Miaula. Chanariga, Janaida. Mayana in a barosi. Uragu, Obazi Nesu, Yanai Mamala. Naragu, Manabu, Sura, Yanai Mamala. Tejin the Boshi, and need Hadakua, Tejin Kene, and need. Tadaku, Yabo Sura, Kulojin, Yanai Mamma. Yanai mood, Eradigo Yinona, Yambesan Nalavati, Tambidokan. Now Sojaro, Kanangava Yatara, Doka Velu, to Mesajama, Doka, Theo Portara, Shibo. Eri Doka Reha. Loga song, Mayawu solution, below Mati Dokari, Sondama Mogu. Loga Jirema Nini, no, Didokari, Joni, and Mavelu, yes of ya, Holly Deca. Eri Loga, such a Loga you, Yinyona Mohu, Oga the Loga you, Yinyona Mohu, then Kara Loga, yes of ya, Yinyolaita. Konarunga, Rohita Sure, Nadaga, Laviro Shaunida, Oga the Loga Yi Jaula Shaunida. Yes of Yaga, she be of Piola Desaga, Tinkara Loga, Piola. Babilum, yes of Yaga. Miraga, Oga the Loga, Shiraga, Tinkara Loga, ne Pilea Roloso. Oga the Loga, ne better than Migo Abama, Jumshi. Locations are do location machine in Mavi. Hogan. Tanabata de Aga Bama Jumashi. Tanaoga look for Bama Juma view. Yadojin Chemo de Bama Juma view. Dokari Sondago de Bama Juma view. Tajamo.
ကျိုးမရှိတာကိုမြတ်စွာဘုရားဘယ်တော့မှမလုပ်ဘူးတန်ဖိုးရှိတဲ့အချိန်တစ်ခုမှာအကျိုးမရှိတာနဲ့အချိန်မဖြုံးဘူးတဲ့ဘုန်းကြီးတို့တွေကြတော့အကျိုးမရှိတာတွေနဲ့လည်းအချိန်ဖြုံးတတ်ကြတယ်ရှိလေတန်တရားအစမသိနိုင်ပါဘူးဆိုပြီးတော့သိကျင်လို့လိုက်ရှာနေတာမျိုးရှာတွေ့တော့ကောဘာလုပ်မှာတော့ဘာမှလုပ်လို့ရမှာလည်းမဟုတ်ကဲ့လားရှာရောတွေ့ဦးမှာလားဆိုမတွေ့ဘူးခဏရောဟိတတတန်တရားလောကကြီးရဲ့အဆုံးကိုသူလိုက်ရှာတာလေအကယ်၍တရားဓမ္မအဲ့ဒီအချိန်မှာတရားဓမ္မတွေကျင့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခဆုံးသတ်သွားအောင်မယ်လောကကြီးကိုအဆုံးကိုရှာရင်နဲ့သေးတာသွားအောင်ရှာမတွေ့တော့ပြီးသူလုပ်တဲ့ဟာအကျိုးတစ်ခုဘာမှမရှိဘူးအဲ့ဒါလို့အကျိုးမရှိတဲ့အလုပ်ကိုမြတ်စွာဘုရားမလုပ်ရအောင်သင်္ခါရလောကကိုရည်ညွှန်းပြီးမြတ်စွာဘုရားကဖြေလိုက်တာဖြေပြီးတော့နောက်ဆက်တွဲပြောတဲ့စကားကအမတန်မှအဓိပ္ပာယ်ရှိတယ်နသအပ္ပတဝလောကန္တံဒုက္ခတန္တံဂရိလောကရဲ့အဆုံးကိုမတွေ့ဘူးမရောက်ဘူးဆိုလို့ရှိရင်ဒုက္ခရဲ့အဆုံးလည်းမရောက်နိုင်ဘူးဒုက္ခအဆုံးမသတ်နိုင်ဘူးလို့အဲ့လိုဟောပြီးတော့မြတ်စွာဘုရားကသူဆိုလိုတဲ့လောကထပ်ရှင်းပြတယ်ငါပြောချင်တဲ့လောကတခြားမဟုတ်ဘူးအပိစာဟံရောဟိတတငါပြောချင်တဲ့ရောဟိတတငါပြောချင်တဲ့လောကဆိုတာဣမတ္တမေယေဝကလိဝရေတတေညာမိသမနကေဘုန်းကြီးတို့တွေရှိနေတဲ့လောကတစ်ခုပြောမလို့ကလိဝရဆိုတာဘုန်းကြီးတို့တွေတဏ္ဍာမှာရှိဗျာမမတ္တိကလိဝရေလူရဲ့အရာအမောင်းဟာတလံပဲရှိတယ်တလံဆိုတာတော့ကိုယ်လံနဲ့ကိုပေါ့လူဘူးလေးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲဟုတ်ကဲ့လားလူတော်ကြီးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲတလံဆိုတာလက်နှစ်ဖက်ကိုဟိုဘက်ဆန်တန်းလက်မောင်းနှစ်ဖက်ကိုညာဘက်ဘယ်ဘက်ကိုဆန့်တန်းလိုက်တဲ့အခါမှာရရှိလာတဲ့အတိုင်းအတာတစ်ခုတလံလို့ခေါ်တာလူအရမောင်းကလည်းဒီတိုင်းပဲထွက်လာအထုကိုပုံပန်းမကြလို့လက်ကြီးကတိုးနေရင်တော့မပြောတတ်ဘူးပေါ့ပုံမှန်လက်ဆိုလို့ရှိရင်ဆန့်တန်းလိုက်အဲ့ဒီဆန့်တန်းလိုက်တဲ့အတိုင်းအတာကိုကိုယ့်အရက်ကိုတိုင်းကြည့်လိုက်အញ្ញဖြစ်ရမယ်ဗျာမမတ္တတလံအတိုင်းရှိတဲ့ခန္ဓာကိုယ်ဧရိယာလေးတစ်ခုကိုကန့်သတ်ပြီးတော့ပြတာလောကငါဆိုခြင်းနဲ့လောကဆိုတာဟောဒီတလံအတိုင်းအတာရှိတဲ့လူခန္ဓာကိုယ်ကြီးဟုတ်ကဲ့လားအဲ့ဒီလူခန္ဓာကိုယ်ကြီးဟာသတ္တင်ညာမိသမနကေမှတ်သိတဲ့သဘာဝတရားတွေရှိတယ်စိတ်တွေရှိတယ်ဆိုလိုတာကနံတရားတွေရှိတယ်အမှတ်တင်ညာတွေရှိတယ်အမှတ်တင်ညာတို့အသိစိတ်တွေရှိတဲ့ဟောဒီတဏ္ဍာလောက်ရှိတဲ့ခန္ဓာကိုယ်လေးမှာပဲငါကလောကရဲ့အကြောင်းကိုလည်းငါပြောမယ်တဲ့လောကဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားဟာလည်းဒီထဲမှာပဲရှိတယ်လောကရဲ့ချုပ်ငြိမ်းရာဆိုတာလည်းဒီထဲမှာပဲရှိတယ်လောကချုပ်ငြိမ်းဖို့အကျင့်ကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်ဟောဒါအဲ့ဒီရောဟိတတနတ်သားကိုဗြဟ္မာကိုမြတ်စွာဘုရားကသင်္ခါရလောကနဲ့ပတ်သက်ပြီးခေါ်လိုက်တဲ့တရားတစ်ခုပဲဒါလောကရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာဒီလောကကိုပြောတာမြတ်စွာဘုရားသတ်မှတ်ဖော်ပြတဲ့လောကသည်တလံအတွင်းမှာပဲရှိတယ်လူခန္ဓာကိုယ်ထဲမှာပဲရှိတယ်ဆိုလိုတာကလောကဆိုတာဒီထဲမှာရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းဒီထဲမှာရှိတယ်တခြားသွားမရှာနဲ့လောကនិရောဓလောကချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလည်းဒီမှာပဲရှိတယ်လောကនិရောဓဂာမိနိပฏิပဒါလောကရဲ့ချုပ်ငြိမ်းရာအကျင့်ကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်တခြားသွားမရှာနဲ့ဒီသုတ်တန်လေးကိုးကားပြီးတော့ဘုန်းကြီးတို့1989ခုနှစ်ကသီရိလင်္ကာမှာနေတယ်သီရိလင်္ကာမှာနေတော့ကိုလံဘိုမြားနာမြို့နာကမြို့နယ်လေးတစ်ခု
နုခေဂောရလို့ခေါ်တယ်ရန်ကုန်လိုပဲပေါ့ကိုလံဘိုမြို့ကြီးကအကြီးကြီးမြို့နယ်ပေါင်းများစွာဖွဲ့စည်းထားတာကိုလံဘိုဆိုတာမြို့နယ်ပေါင်းများစွာဖွဲ့စည်းထားတာတခုစီလိုက်ကြည့်လိုက်ရင်ကိုလံဘိုပဲဆိုတာမရှိတော့ဘူးမြို့နယ်လေးတွေပဲရှိတယ်ရန်ကုန်ဆိုတာရောရှိရလားဟိုနားသွားလိုက်လေဒါကမာရွတ်မြို့နယ်ဟိုကတာမွေမြို့နယ်ဗဟန်းမြို့နယ်ဒါပဲရှိတာပဲမဟုတ်လားအဲ့ဒီတာမွေတို့ဗဟန်းတို့ကမာရွတ်တို့ဒါတွေအကုန်လုံးပေါင်းလိုက်တဲ့အခါမှာရန်ကုန်လို့ခေါ်တာမဟုတ်လားအဲ့ဒီအတိုင်းပဲကိုလံဘိုဆိုတာမြို့နယ်တွေအများကြီးပေါင်းပြီးတော့ဖွဲ့စည်းထားတာအဲ့ဒီမြို့နယ်တွေတဲကတစ်ခုနုခေဂောရလို့ခေါ်တယ်အဲ့ဒီနုခေဂောရမြို့မှာမဟာစီဆရာတော်တို့ရဲ့တပည့်မမဟာစီဆရာတော်တို့စီမှာကမ္မထမ်းထိုင်သွားတယ်အမျိုးသမီးကြီးကပစ္စည်းဥစ္စာလည်းချမ်းသာတယ်သူ့အိမ်ဝင်းခြံကြီးကလည်းကျဲတယ်အဲ့ဒီအိမ်ခြံထဲမှာသူကကမ္မထမ်းရိပ်သာလေးတစ်ခုဖွင့်ထားတယ်သူ့အတိုင်းဝိုင်းကသူ့နားမှာတော်တော်လေးများတယ်သူ့တပည့်တွေမျိုးသားတွေရောမျိုးသမီးတွေရောသူ50လောက်ရှိတယ်သူ့နာမည်ကရူပဆိုင်ဟာလို့ခေါ်တယ်ရူပဆိုင်ဟာဘုန်းကြီးတို့အဲ့ဒီရောက်တော့ဆက်သွယ်ပြီးတော့ရှင်ဘုရားတဲ့ကမ္မထမ်းပြတတ်သလားတဲ့အေးပြတာပေါ့လို့ကမ္မထမ်းပြတတ်လို့ရှိရင်တဲ့ဒီနှစ်တဝါတွင်သူ့ရိပ်သာမှာလာပြီးသတင်းသုံးပြီးတော့ကမ္မထမ်းပြပါလို့ဘုန်းကြီးတို့ပင့်သွားတာနဲ့အဲ့ဒီမှာသွားပြီးတော့ကမ္မထမ်းသွားပြတဝါဆိုပြီးတော့ဒီဟိုဒီမှာအဲ့ဒီလိုထုံးစံရှိတယ်သူတို့အိမ်ကိုဘုန်းကြီးတွေပင့်ပြီးတော့ဝါဆိုခိုင်းတယ်သူတို့ကတော့တခြားနေရာမှာနေကြတယ်ဝါဆိုပြီးတဲ့အခါမှာကထိန်တို့ဘာလို့လုပ်ပြီးတော့ဒါနကောင်းမှုပြုကြတယ်သီလဆောက်တည်ကြတယ်အဲ့ဒီမှာစနေနေ့တိုင်းတနင်္ဂနွေနေ့တိုင်းဘုန်းကြီးကကမ္မထမ်းတရားဟောပေးရတရားတစ်ပုဒ်တစ်ပုဒ်ဟောပေးရတယ်ပေါ့သူတို့သိကျင်တဲ့မေးခွန်းတွေမေးတယ်အဲ့ဒီမှာတရက်မှာတရားဟောတဲ့အခါကျတော့ဘာအကြောင်းဟောတော့ဆိုနိဗ္ဗာန်အကြောင်းကိုဟောတာ Where is Nibbana နိဗ္ဗာန်ဆိုတာဘယ်မှာရှိလဲဒီမေးခွန်းလေးကိုမေးပြီးတော့အလုံးဟာဘုရားဘာသာဝင်တွေသူတော်စင်တွေကုသကောင်းမှုလှုပ်တိုင်းနိဗ္ဗာန်မက်ဖို့ရက်တူတူနဲ့ရောက်ရပါစေနိဗ္ဗာန်ကိုဆုတောင်းလေးရှိကြတယ်လေဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုနဲ့ဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းကြဒါဖြင့်နိဗ္ဗာန်ကဘယ်နားမှာရှိတယ်လဲသိရလားမသိလို့ရှိရင်ကဲဘယ်နားမှမရှိဘဲနဲ့ဆုတောင်းနေရင်ရမ်းဆုတောင်းနေရမရောက်ပေဘူးလားနော်ဘုဒ္ဓရှင်ဘာသာဝင်တွေကမှသူတို့ကဘယ်မှာရှိတော့ဆိုကောင်းကင်ဘုံလက်ညှိုးထိုးပြရသေးတယ်နိဗ္ဗာန်ဘယ်မှာလဲဆိုတော့ဘယ်သူမှလည်းမသိဘူးနိဗ္ဗာန်ဘယ်မှာလဲဆိုတော့မသိကြဘူးမဖြေနိုင်ကြဘူးဘုန်းကြီးပြောတယ်နိဗ္ဗာန်ဆိုတာလို့ခန္ဓာကိုယ်ထဲမှာပဲရှိတယ်လို့တခြားကိုလက်ညှိုးမထိုးနဲ့ဒါကအကိုးကားမရှိပဲပြောတာမဟုတ်ဘူးမြတ်စွာဘုရားကဟောဒီရောဟိတတတုတ်မှာဗျမ္မမတ္တိဣမတ္တမေယေဝကလေဝရီဣမတ္တမေယေဝကလေဝရီဆိုတာမြတ်စွာဘုရားဒီခန္ဓာကိုယ်ကြီးလို့ပြောတာနော်ဒီခန္ဓာကိုယ်ကြီးတတ္တဉ္ညာမိသမနကေအမတ်စိတ်တွေအသိစိတ်တွေရှိတယ်ဟောဒီတလံမြသောခန္ဓာကိုယ်ကြီးထဲမှာပဲတဲ့လောကိဉ္စပညာပေးမိလောကကြီးရှိတယ်လို့လည်းငါပြောတယ်လောကဆိုတာဒီနေရာမှာအသုံးလေးပြောင်းထားတာသစ္စာ၄ပါးပဲဒုက္ခပဲဟုတ်ကဲ့လားဒုက္ခလည်းရှိတယ်ဒုက္ခသမုဒယလည်းရှိတယ်ဒုက္ခនិရောဓလည်းရှိတယ်ဒုက္ခនិရောဓဂ ामिनी ပฏิပဒါသစ္စာ၄ပါးလုံးဟာဒီခန္ဓာထဲမှာပဲရှိတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဟုတ်အဲ့ဒါကိုလောကဆိုတဲ့အသုံးနဲ့မြတ်စွာဘုရားလောကအ
အရေးကိုဆွေးနွေးနေတာဖြစ်သည့်အတွက်ကြောင့်လောကဆိုတဲ့အသုံးနဲ့မြတ်စွာဘုရားဟောတာအဲ့ဒီတုတ်တန်ကိုထောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဘယ်မှာရှိတုံးဆိုရင်ခန္ဓာထဲမှာရှိတယ်လို့ပြောရမယ်အဲ့လိုပြောတော့ကမ္မထဆရာလက်ထောက်အမျိုးသမီးတယောက်ကနေပြီးတော့ဘုန်းကြီးရဲ့စကားကိုညှင်းဆိုတယ်ပေါ့လက်မခံရှင်ဘုရားမဖြစ်နိုင်ဘူးတဲ့ခန္ဓာကိုယ်ထဲမှာနိဗ္ဗာန်ရှိတယ်ဆိုတော့မဖြစ်နိုင်ဘူးတဲ့ဘုန်းကြီးကဒီမှာတုတ်တန်တစ်ခုရှိတယ်လို့မြတ်စွာဘုရားကအခုလိုဟောထားတယ်လို့ခန္ဓာကိုယ်ထဲမှာပဲလောကသမုဒယလောကနိရောဓဂามိနိရှိတယ်လို့ဟောဒီခန္ဓာကိုယ်မှာပဲရှိတယ်လို့မြတ်စွာဘုရားဟောထားတာလို့မြတ်စွာဘုရားဟောတဲ့စကားအရဆိုရင်နိဗ္ဗာန်ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ပဲပြောရမှာပဲလို့သူကဘာနဲ့ထောက်ပြောတော့ဆိုတော့အဘိဓမ္မာမှာတဲ့နိဗ္ဗာန်ကိုဗဟိတလို့ဟောပါတယ်တဲ့ဗဟိတဆိုတာအပြင်မှာရှိတယ်လို့သူကပြောချင်တာပေါ့လေအစ္ဆတဗဟိတအစ္ဆတဓမ္မဗဟိတဓမ္မနဲ့လာတဲ့အခါနိဗ္ဗာန်ဟာဗဟိတတရားဖြစ်တယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ထဲမှာမရှိနိုင်ဘူးကဲမြတ်စွာဘုရားကသုတ္တံမှာရှိတယ်အစ္ဆတဗဟိတဆိုတာကလို့အကြောင်းတစ်ခုခုနဲ့မြတ်စွာဘုရားကဟောတာဖြစ်တယ်အစ္ဆတဆိုတာခန္ဓာ၅ပါးကိုအစ္ဆတလို့ပြောထားလို့ရှိရင်ခန္ဓာ၅ပါးထဲမှာမပါဝင်တဲ့တရားသည်ဗဟိတအပြင်မှာရှိလို့ဗဟိတလို့ပြောတာမဟုတ်ဘူးခန္ဓာ၅ပါးထဲမှာရှိနေရင်အစ္ဆတခန္ဓာ၅ပါးထဲမှာဖွဲ့စည်းထားရင်အစ္ဆတဆိုပါစို့မင်္ဂလာဈေးကအဖွဲအသင်းတွေရှိတယ်မဟုတ်လားအဲ့ဒီအဖွဲအစည်းထဲမှာမင်းသားအဖြစ်ပါလို့ရှိရင်အစ္ဆတပေါ့သို့သောမင်္ဂလာဈေးထဲမှာအဖွဲထဲမှာပါဘူးဆိုရင်ဗဟိတပေါ့ဖွဲထဲမှာမပါဘူးလို့ပြောလို့မရဘူးလားအတွင်းလူအပြင်လူပြောတာပဲဟုတ်ကဲ့လားအဲ့ဒါလိုပဲနိဗ္ဗာန်ကိုဗဟိတလို့ဟောတာဟာလို့ခန္ဓာ၅ပါးထဲမှာမပါလို့မြတ်စွာဘုရားကဗဟိတလို့ဟောတာပါလို့ဟောဒီသုတ်တံမှာမြတ်စွာဘုရားခန္ဓာထဲမှာရှိတယ်လို့အတိအကျဟောထားတယ်လို့ရှိတယ်လို့ပြောထားတယ်ကဲပို့ပြီးတော့သေချာအောင်ကဲပရိသတ်သေချာနားထောင်လို့နိဗ္ဗာန်ဟာခန္ဓာကိုယ်ရဲ့ရှိမရှိကဲမြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတော်ဘွားက6နှစ်ပတ်လုံးတရားရှာပြီးတော့နောက်ဆုံးတရားကျင့်လိုက်တဲ့အခါအမှန်တရားကိုတွေ့တယ်ဟုတ်ကဲ့လားဘုရားဂေယဒေသမဟာဗောဓိပင်အောက်မှာသစ္စာ၄ပါးတွေအကုန်လုံးသိလို့မိမိတဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေငြိမ်းသွားတယ်ကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်ကိလေသာငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာညောင်ပင်အထဲထဲမှာငြိမ်းတာလားသို့မဟုတ်ကိုယ်ခန္ဓာကိုယ်ထဲမှာငြိမ်းတာလားကိလေသာငြိမ်းတာကကိလေသာကဘယ်မှာဖြစ်တာတုံးလို့မေးလို့ရှိရင်ခန္ဓာထဲမှာဖြစ်တာမဟုတ်လားအဲ့တော့ငြိမ်းတာကအပြင်ထွက်ပြီးငြိမ်းတာလားခန္ဓာထဲမှာပဲငြိမ်းတာလားအဲ့တော့ကိလေသာကိုအစ္ဆတလို့ပြောလို့ရှိရင်ကိလေသာငြိမ်းသွားတာကိုရောအစ္ဆတလို့ပြောလို့မရဘူးလားဟုတ်တယ်မဟုတ်လားမိမိတဏ္ဍာမှာရှိတဲ့ကိလေသာတွေမိမိတဏ္ဍာမှာပဲငြိမ်းသွားတယ်အဲ့ဒီငြိမ်းသွားတာကိုပဲကိလေသာနိဗ္ဗာန်လို့ခေါ်တယ်လို့နိဗ္ဗာန်2မျိုးတည်းမှာဒါကိုပဲနာမည်တစ်မျိုးနဲ့ဆိုရင်သဥပါရိသေသနိဗ္ဗာန်လို့ခေါ်တယ်လို့သဥပါရိသေသဥပါတိဆိုတာကတဏှာဒိဋ္ဌိတွေနဲ့ရှင်တွဲလာတဲ့ကံကအကျိုးပေးထားတဲ့ကံရဲ့အကျိုးဆက်တွေဟာ remain ဖြစ်နေတယ်ကျန်နေသေးတယ်ဆိုပါစို့မြတ်စွာဘုရားရဲ့တဏ္ဍာမှာကိလေသာတွေတော့ငြိမ်းသွားပြီသို့သောရုပ်ခန္ဓာကြီးနဲ့နာမ်ခန္ဓာတွေမကြံဘူးလားကြံနေတယ်အဲ့ဒါလို့ရုပ်ခန္ဓာနာမ်ခန္ဓာဒီကံကိလေသာတွေရဲ့အကျိုးဆက်မဟုတ်လားကံကိလေသာတွေကထုတ်လုပ်ထားတဲ့ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာကကြံနေသေးတယ်အဲ့ဒါကိုမှီပြုပြီးတော့ဖြစ်တဲ့ကိလေသာတွေကတော့ငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာမြတ်စွာဘုရားရဲ့အပြင်မှာငြိမ်းတာလားမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာလားလို့ခန္ဓာထဲမှာငြိမ်းတာအဲ့ဒီငြိမ်းတာကိုသဥပါရိသေသနိဗ္ဗာန်လို့ခေါ်တာပဲအဲ့တော့သဥပါရိသေသနိဗ္ဗာန်ဟာ
တခြားမှာရှိတာလားမြတ်စွာဘုရားရဲ့ခန္ဓာထဲမှာရှိတာလားလို့ပိဋကတွေကတော့သဘောကျတယ်ဟိုခုနကမြင်းတဲ့အမျိုးသမီးကသူကဘௌဒ္ဓရှိတယ်လက်ထောက်ဆရာမှာသူကတော့နည်းနည်းတွေးဝေသွားတယ်ပေါ့သူကဗဟိတလို့ဆိုတဲ့အတိကိုသူကဆွဲထားတာဟုတ်အဲ့လိုပြောလိုက်တော့ကိလေသာတွေငြိမ်းတာမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာဖြစ်သောကြောင့်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့ပဲပြောရတယ်ဒါကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒီနိဗ္ဗာန်ကိုမြတ်စွာဘုရားမျက်မှောက်ပြုတာပဲနောက်သက်တော်80ပြည့်တဲ့အခါကျလို့ရှိရင်လို့ကုသိဏယုံအင်းချင်းစုံအကြားမှာမြတ်စွာဘုရားမြောက်မျက်နှာအုတ်ခေါင်းလှဲ့ပြီးတော့အုတ်ခေါင်းထားပြီးတော့ခုနကကြမ်းနေသေးတဲ့ကံကိလေသာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ဝိဘက်နာမခန္ဓာတွေအားလုံးချုပ်ငြိမ်းသွားတယ်။ကံကြောင့်ဖြစ်တဲ့တရားတွေရုပ်ခန္ဓာကြီးလည်းရပ်ဆိုင်သွားတယ်။နာမ်ခန္ဓာတွေလည်းအားလုံးရပ်ဆိုင်သွားတယ်။အကျိုးတွေအားလုံးအကျွင်းကြံမရှိရပ်ဆိုင်ပြီးတော့ပျက်စီးသွားတယ်။အဲ့ဒါကြတော့ခန္ဓာပရိနိဗ္ဗာန်လို့ခေါ်တယ်လို့တခြားနာမည်နဲ့ပြောမယ်ဆိုရင်အနုပါတိသေတနိဗ္ဗာန်အကျွင်းကြံမရှိအောင်ငြိမ်းသွားတဲ့အငြိမ်းလို့ပြောတာလို့အဲ့တော့သောဥပါတိသေတနိဗ္ဗာန်ကလည်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပဲပြောလို့ရတယ်အနုပါတိသေတနိဗ္ဗာန်ကလည်းခန္ဓာနဲ့ပဲပတ်သက်ပြောလို့ရတယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာခန္ဓာထဲမှာရှိတယ်လို့ခေါ်တာပါလို့သူ့ကိုအဲ့လိုရှင်းပြတော့နောက်ထပ်တော့မေးခွန်းမတက်လာတော့ဘူးပေါ့အဲ့ဒီတုန်းကပြောခဲ့တာကိုမှတ်မိသေးတယ်ဒီသုတ်တံမှာမြတ်စွာဘုရားကဟောထားသည့်အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်တွေWhere is the နိဗ္ဗာန်နိဗ္ဗာန်ဘယ်မှာရှိသလဲလို့ဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတာခန္ဓာနဲ့ပတ်သက်ပြီးမှပြောလို့ရတယ်ဒါကြောင့်မို့ကိုယ်ခန္ဓာထဲမှာကိလေသာငြိမ်းတာဟာကိလေသာနိဗ္ဗာန်ပဲသာဥပါတိသေတာနိဗ္ဗာန်ပဲကိုယ်တဏ္ဍာမှာရှိနေတဲ့ခန္ဓာတွေဉာဏ်နဲ့ခန္ဓာတွေအကျိုးခန္ဓာတွေအလုံးငြိမ်းသွားတာဟာအနုပါတိသေတာနိဗ္ဗာန်ပဲဆိုတော့နိဗ္ဗာန်ဟာခန္ဓာနဲ့တခြားလားခန္ဓာထဲမှာပဲခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာလားဆိုခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာဒါကြောင့်မို့လို့အထက်ကရာတွေမှာဘယ်လိုရေးထားတော့ဆိုနိဗ္ဗာန်ပိခန္ဓာပฏิပတ်ထမေဝတဲ့နိဗ္ဗာန်အကြောင်းကိုပြောချင်ရင်လည်းခန္ဓာနဲ့ပတ်သက်ပြီးပြောမှဖြစ်တယ်ဟုတ်ကဲ့လားဘာဖြစ်လို့တော့ဆိုငြိမ့်နေဆိုဘာငြိမ့်တာတော့လို့မေးလို့ရတာပေါ့အဲ့တော့ငြိမ့်စရာမရှိဘဲနဲ့ငြိမ့်မှမလားကိလေသာရဲ့ငြိမ့်ခြင်းခန္ဓာရဲ့ငြိမ့်ခြင်းဆိုဟောကိလေသာနဲ့ခန္ဓာနဲ့ဆက်ပြီးပြောရတာပဲမဟုတ်လားမီးကလေးငြိမ့်သွားတယ်ဆိုရင်ဘာမီးငြိမ့်တာလဲဖျောင်းနိုင်မီးငြိမ့်တာလားထင်းမီးငြိမ့်တာလားဟောဖျောင်းနိုင်မီးတို့ထင်းမီးတို့နဲ့ဆက်ပြီးမပြောရဘူးလားအဲ့ဒါကြောင့်မို့လို့နိဗ္ဗာန်ပိခန္ဓာပฏิပတ်တမေကခန္ဓာနဲ့ဆက်ပြီးတော့ပြောရတာလို့ပိဋကတွေကတော့အဲ့ဒါကိုလက်ခံသွားဟောဒါကြောင့်မို့လို့မြတ်စွာဘုရားကရောဟိတတသုတ်မှာဟောဒီတလန်လောက်ရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကဆိုတာလည်းရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းရှိတယ်လောကချုပ်ရနိဗ္ဗာန်ဆိုတာလည်းရှိတယ်လောကချုပ်ရအကျင့်ဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလည်းရှိတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာပါလို့ကဲကောင်းပြီဘုန်းကြီးတို့တွေတကယ်အရေးကြီးတာကဩကတလောကကြီးရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားကိုယ်သင်္ခါရလောကရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားသင်္ခါရလောကရဲ့အဆုံးကိုရှာရမယ်တဲ့မြတ်စွာဘုရားလောကဆိုတာဟာဘာကိုလောကလို့ခေါ်တာတုံးလို့ထပ်ဆင့်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာလောကရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာလုဇတိပလုဇတိတိလောကောလုဇတိပျက်စီးနေတယ်ပလုဇတိအမြဲပျက်စီးနေတယ်ဒါကြောင့်လောကောလောကလို့ခေါ်တာလောကရဲ့စကလုံးရဲ့အဓိပ္ပာယ်ကိုကပျက်စီးခြင်းလို့အဓိပ္ပာယ်ရတယ်ပေါ့ပျက်စီးနေတာဖြစ်လာပြီးတီးနေမှာမဟုတ်ဘူးဖြစ်လာပြီးပြတ်သွားမှာလို့ပြောတာနော်ပြတ်နေတယ်အဖြစ်မရှိဘဲနဲ့တော့ပြတ်တယ်လို့ပြောလို့ပဲရမလဲဖြစ်တာတွေဟာတီးမနေဘူးပြတ်တယ်လို့ပြောတာနော်ဒါဖြင့်လောကဆိုတာဘာကိုပြောတာတုံးဆိုသင်္ခါရလောကဆိုတာဘာကိုပြောတာတုံးလို့ကောက်ချက်ချကြည့်တဲ့အခါကျတော့ဒီခန္ဓာ၅ပါးကိုပဲပြောတာပဲခန္ဓာ၅ပါးဟာအကြောင်းတရားကြောင့်ဖြစ်လာပြီးဘာဖြစ်လဲပြတ်သွားတာပဲ
Eri pietalo kanangawa loga lo kore. Eri loga ye song yao on toya me lo piora. Masomu solution, ujina jin tejin suradiga, dokariga, sondama mohore. Loga ye songu mayao pene, ujina jin tejinga sona som shina. E dajamolo kanangawa ye di Mamere the body arigo, Shumapoya, Yasabiaga, number tissa, Pite, Toka tissa, Hore, Didodama, Loka, Lusure, Namene, Hore, Maya. Toka tissa, Loka, Sure, Namene, Holiday, Kanda Ubiora, Irena Ubiora, Dagu Biora. Kana Irena Dagu Pelain, Loka Sura, Shima Mashivego. Eri loga yigu. Loga yi at the Bawao, Mien on Gia. Bane Mien on G Malay solution. Megan Shiba Chendia, Wamia Atobi. Say Swan Ari, Dinian Swan Ari, the Mari Swan Ari, Mien Biro, Danebe Gia Mave. Eri Swan Ari, a Bemashido say, Dicana Mave Shida, a being a lama hopu, no? Koye Adinian nego go do the long loame, Adinian do the long logo de Yasaviaga, Namati, Tamawasa, Namagamana, Nama Aziwasure, Kuchinti Laboma, Chikane, Kuchinti La, Chikan Vido, Chuban Atoba, Tamawayama, Chuban Atodegama, the D. Swanyazwa, Tava, Tama the D. Sitakali, Dini on Juzava, Tama the Mati. Mamangangan Senzava, Tama Dengaba, Mamiela, late me, Tama Deti. Megan Shipave. Eri Megan Shipane, Noga yet Bawa, me on cheap. This Aliva, a yin namene Yome solution. Megan Shipane, Doka will shoot. Ero Wibadanadia, Ato Desura, Bago Shura Rosary, Titoka over Shura. Da Wibadana, Ayungu Biajan, Yasabiaga, Toka Desa, Yenzo Hora. Edelu Mega Tisalu correct Loga Nidora Gamini Pedivida, Di Ajingo, 2 town B. Bema Lolo Yamaron solution. Loga Sore Kana Boma Alolo. Edelu Kana Boma Alolo, Kana yet the Wawari, Tea like a Kajaro. 2 Kana Boma Adweda Shidela. Adweda Piatovi Suraha Loga the Muria, Loga Tolo Nide, Adweda, the Muria Disa, Peshala Chimepchete. Peshala Vido, Sayodara Baronsui. Tolo de Ajondia Kindavi solution, Celeb or Mushiba Omla. Mashido in Chonye Dwarabo, Era Loga Nidora Lukorabe. Ero Loga ye Songu, Yauchen Lushi. Adweda Sure, the Muriago Pesha Mapsipari. The Muriago Pesha and Lucy Namadi Tissa, Chite, Loka, Tomo, Doka Tissago, Ma on Ye on Chiame, Doka Edo, Mamma Miemi, Solushi, to Doka Tolo needed, Adweda Sura Godanama, Gimbia Dolime. Kimpia Tua Jimshin, Doka Matolo Dog, Doka Matolo di Dajang, Kuyalaita Baros, Doka Niroda, Loga Niroda. And this are Levas or we but not Lungans in you, Jimjora way. Shendaribo Dali never thought of him Chitwara way. John a Jew. Erima Doka Sura Leshi Chiponi de Canary. The Muria Sura, Eri Leshi Piponi, Canary, a Joundiabe. Eri Nakulo Nyain Dwara. Dokan at the Muria, Nakuzalo Mapshidora, Dokan Niroda, Lukora. Nevan Sura, Ubina, Apoti, Nirodod. Ubina, Doka Tissa, the Muria Tissa, Dokan and the Muria, Namurui, Apoti. Apshi Yasain Dwajeha. Nevan and Neva me. A Jownle Yasain Dware, a Jule Yasain Dware. Babilu, a Jua, a Jawa Yasainaro, a Jongu Petalide, a Jew Petal, a Jongu Petalide, a Jule Yasain Dware. Chili, the message of Malay, Shishin Live, Yasabia Hotara.
ပယ်တဲ့အခါမှာအကြောင်းကိုပဲပယ်ရတာဒုက္ခကိုပယ်ရတာမဟုတ်ဘူးမြတ်စွာဘုရားကသုံးလိုက်တဲ့စကားလုံးကိုကြည့်ဓမ္မစကြာမှာနိဗ္ဗာန်ကိုဘယ်လိုသုံးလို့ဒုက္ခនិရောဓလို့သုံးထားတယ်နော်ဒုက္ခရဲ့ချုပ်ငြိမ်းရလို့သုံးတယ်အဲ့ဒီဒုက္ခនិရောဓဆိုတာဘာလဲလို့ပြောတဲ့အခါကျတော့ယောတတယေဝတဏှာယအတိတဝိရာဂនិရောဓစာကောပฏิနိဒေကောမုတ်တိအနာလယောဆိုပြီးတဏှာအကြောင်းသွားပြောတယ်ဘာဖြစ်လို့တုံးဆိုလို့ရှိရင်တဏှာဆိုတဲ့အကြောင်းတရားမရပ်ဖဲနဲ့ဒုက္ခမချုပ်ဘူးလေဒါကြောင့်မို့လို့အကြောင်းကိုပယ်ရမယ်ဆိုတာနာမည်ကတော့အကျိုးနာမည်နဲ့ပြောထားတာဒုက္ခនិရောဓဆိုတာဒုက္ခရဲ့ချုပ်ငြိမ်းရာဒုက္ခချုပ်တာဘာချုပ်မှချုပ်တုံးဆိုရင်တဏှာချုပ်မှချုပ်တယ်တဲ့ဟုတ်ကဲ့ဒါကြောင့်မို့ဓမ္မစကြာမှာသေသေးချာချာဒီလိုဟောထားတာအကြောင်းကိုဖြတ်နိုင်မှအကျိုးဟာရပ်ဆိုင်သွားမှာဖြစ်တယ်အဲ့ဒါကိုပဲတက္ကရာတွေတီကာတွေမှာဥပိ္ပဏံအပ္ပဝတ္တိနိဗ္ဗာန်ဒုက္ခနဲ့သမုဒယအကြောင်းနဲ့အကျိုးဒီနှစ်ခုရပ်ဆိုင်သွားခြင်းဒီပင်နိဗ္ဗာန်လို့ဒီလိုပြောတာတဲ့ဒါဖြင့်ဒုက္ခနဲ့သမုဒယဒီနှစ်ခုကဘယ်မှာရှိတုံးဆိုကိုယ်ခန္ဓာမှာပဲရှိတာပဲကိုယ်ခန္ဓာမှာရှိတဲ့အရာနှစ်ခုရပ်ဆိုင်သွားခြင်းကိုနိဗ္ဗာန်လို့ခေါ်ရင်နိဗ္ဗာန်ဘယ်မှာရှိတုံးပြောရင်ခန္ဓာမှာပဲရှိတယ်လို့ပြောရတယ်သို့သောခန္ဓာကနိဗ္ဗာန်လားလို့ဆိုရင်မဟုတ်ဘူးခန္ဓာကတော့နိဗ္ဗာန်မဟုတ်ဘူးเนาะအဲ့ဒါတွေကိုရပ်ဆိုင်သွားဖို့မှန်ကန်တဲ့အကျင့်ဟာဘယ်မှာလဲဆိုရင်လေခန္ဓာထဲမှာပဲရှိတယ်အင်မတန်မှအစစ်မြင့်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်သာလျှင်သမုဒယကိုဖယ်ရှားပြီးတော့ဒုက္ခရဲ့အကြောင်းကိုအဆုံးသတ်ချုပ်ငြိမ်းစေလို့ရှိရင်နိဗ္ဗာန်ဆိုတာတွေ့ကြမှာဖြစ်တယ်လောကရဲ့အဆုံးကိုသွားကြမယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲမဂ္ဂင်၈ပါးကိုထူထောင်ရမယ်ထူထောင်ပြီးတဲ့အခါလောကကြီးကိုတည်ဆောက်နေတဲ့တဏှာကိုဖယ်ရှားပြရမယ်အဲ့ဒါလို့ဖယ်ရှားလိုက်ရင်တဏှာကုံသွားတာနဲ့တပြိုင်နက်လောကကြီးရဲ့အဆုံးကိုရောက်ပြီလို့သာမှတ်ပြီတော့ဟုတ်ကဲ့လားလောကကြီးရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာလောကအဆုံးသို့ရောက်ရှိခြင်းဆိုတာတဏှာကုံသွားလို့ခန္ဓာဆိုတဲ့လောကကြီးရဲ့သင်္ခါရလောကကြီးရဲ့အဆုံးကိုရောက်သွားတာအဲ့ဒီအဆုံးရောက်သွားမှအိုခြင်းနာခြင်းစတဲ့ဆင်းရဲဒုက္ခတွေအကုန်ငြိမ်းသွားမှဖြစ်တယ်မြတ်စွာဘုရားကရောဟိတတဆိုတဲ့နတ်သားကိုဒီဒေသနာတော်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပရိသတ်တို့ဟာလောကကြီးကိုအဆုံးလောကကြီးရဲ့အဆုံးကိုရှာကြရမှာဖြစ်ပါတယ်လောကကြီးအဆုံးကိုတော့ပဂတိအနေထားနဲ့သွားရောက်လို့တော့တွေးမှာမဟုတ်ဘူးဘာနဲ့သွားရမလို့ဆိုရင်မဂ္ဂင်၈ပါးဆိုတာနဲ့ပဲသွားရမယ်လောကကြီးရဲ့အဆုံးဟာဘယ်မှာရှိတယ်လဲဆိုရင်ကိုယ်ခန္ဓာကိုယ်ထဲမှာပဲရှိတယ်တလန်လောက်အတိုင်းတာရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကရဲ့အဆုံးကိုအဲ့ဒီလောကကြီးရဲ့အဆုံးကိုမမြင်သေးသမျှဘုန်းကြီးတို့တွေဒုက္ခကိုဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ကိုစီသဘောကျပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားအတိုင်းသစ္စာ၄ပါးသိရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာ
မနောတရာတိတဗေတံပဝါယံတုသုခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှယ်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွင့်မဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာအစဉ်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟုံလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောက်လေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေချိုင်းလိုက်၍နေကြပါစေကုန်တည်း